မင်းကလေးကမင်္ဂလာဆောင်ပြီးခါစားမှာပဲသူ့ယောက်ျားအတွက်အချိန်လောက်ဝက်ပဲကြံတော့တယ်ဆိုတာသိလိုက်ရတယ်ချက်ချင်းပဲမျိုးလုံးတွေပြူးကျဲသွားတာပေါ့သူ့ရဲ့ယောဂတဲ့ယောက်ျားကအသက်ရှင်မို့15ရက်ပဲလိုတော့တာတယ်လीသူလည်းဝမ်းသာအားရဆိုင်ဝက်နဲ့ဘော်ဘင်ထုတ်ကီမိဘတွေစီတရင်ကောင်းလမ်းပေါ်တော့တာပဲအောင်ပွဲခံမို့စားစရာနဲ့ဝိုင်းငွေပြင်ဆင်ထားကြဖို့ပေါ့မို့ဆိုးမှဖိမဲ့နေကိုတောင်တေချာမှတ်ထားလိုက်သေးတယ်ရက်တွေနီးလာတာနဲ့အမျှမင်းကလေးကခန္ဓာမပန်းတွေအပြည့်ထည့်ထားတဲ့အခန်းတစ်ခန်းကိုတေချာပြင်ဆင်ပြီးအိမ်ထဲကိုပြောကြီးပြောင်းဝေလာခဲ့တယ်ယောက်ျားဖြစ်သူကပန်းတွေအပြည့်နဲ့အခန်းကိုကြည့်ပြီးသူမိန်းမကသူ့ကိုစစ်ပြောင်းအောင်လုပ်ပေးနေတယ်လို့ထင်နေတာအဲ့အခန်းအလဲတက်မှာလေးလေးစားစားချိထားတဲ့သူ့ပုံတူကိုမြင်လိုက်ရတဲ့အချိန်ထိပေါ့အဲ့ဒီကြမှာဒါကသူ့အထွတ်နာရီပြင်ဆင်နေမှတပေါက်သွားတော့တယ်ဒီမိန်းမကသူ့ကိုတကယ်ပဲသိစေချင်နေပါလားဆိုတာလူကနောက်ဆုံးမှရိတ်မိသွားတာလေမောင်ဆူမဖိမဲ့နဲ့ရောက်လာတော့မင်းကလေးကသူ့ယောက်ျားတေးပြီလို့တစ်ထစ်ချာယူကြည့်နေခဲ့တယ်အဲ့ဒါနဲ့နာရီဝတ်ဆုံချက်ချင်းလဲချန်ဝင်းထဲမှာဒူးထောက်ပြီးပါဇက်ကတူတူရွတ်ရင်စကုပစံတွေမီးရှို့နေတော့တာပေါ့အိမ်ဖော်ကတကားဖွင့်ဝင်လာပြီးအိမ်မြင်ကွင်းကိုမြင်တော့လက်ပြလွှင့်မတာလှန့်သွားတယ်အပြေးအလွားသွားပြီးဝတ်ထားတဲ့အဝတ်တွေကိုဆွေးဖြဲဖြစ်တော့တာပြီးတခင်မယူသွားပြီလို့တောင်ထင်သွားတာလေဒါပေမဲ့မင်းကလေးကတော့ချောင်းတောင်းဖြစ်နေတယ်ဒီနေ့ကသူ့ယောက်ျားတင်မဲနေမဟုတ်ဘူးလားပေါ့အိမ်ဖော်ကရှင်းပြမလို့လူသုံးရှိတယ်ယောက်ျားဖြစ်သူကတကားဝမှာရုတ်တရက်ပို့လာရောမင်းကလေးခမချက်ချင်းချေမခိုင်တော့ပဲမြတ်ဖြူးလန်ဒီမိလဲသွားမှလီရောပြန်လို့လာတဲ့အခါကျမှအကြီးကျယ်နားလဲမှုလွဲနေမှထိလိုက်ရတယ်လာဝတ်ပဲလိုတော့တယ်ဆိုတာကသူ့ယောက်ျားတော်ဝင်စာမေးပွဲဖြေဖို့လာဝတ်ပဲလိုတော့တာကိုပြောတာတဲ့ယောဂတဲ့လူဖြစ်နေတာကလေအဆိုင်ယောဂအဟောင်းပြတ်ထားလို့လေအမှန်တိုင်းသိလိုက်ရတော့မင်းကလေးခမငိုချပါလီရောသူမျော်လင့်ဆောင်စားနေတဲ့မုတ်ဆိုးမထိမဲ့နေလေတော့ပျက်စီးသွားပြီလေ